မြန်မာပြည်မှာကြည့်ဘုရားဘာသာတွေဘာလို့ကြလဲအေးကြည့်လိုက်မယ်ဆိုရင်ကိုယ်အိမ်မှာကိုယ်ဘာလို့ကြလဲဖျားကန်းရှိတယ်ဖျားကန်းစီမီပိုင်းရေချမ်းနေနဲ့ပူဇော်ကြတယ်မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာတော်ဘုရားရဲ့တရားဒေသနာတော်များတဲ့ကတရားတော်အပိုင်းစားလေးများကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကိုယ်ဘာလို့ကြလဲဖျားကန်းရှိတယ်ဖျားကန်းစီမီပိုင်းရေချမ်းနေနဲ့ပူဇော်ကြတယ်ဘုရားရှိခိုးကြတယ်တရားတွေကိုရွတ်ကြဖတ်ကြတယ်ဒါတွေမလုပ်ရဘူးလားဆိုမလုပ်ရဘူးမဟုတ်ဘူးနော်မလုပ်ရဘူးမဟုတ်ဘူးသို့တော့အဲ့ဒီအလုပ်တွေတဲ့အဓိကကြတဲ့အလုပ်ကဘာတော့မေးမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကငါးပါးသီလလုံအောင်ကျင့်ဆိုငါးပါးသီလလုံအောင်ကျင့်မှုကအဓိကကြတယ်မြတ်စွာဘုရားငါ့ကိုတနေ့ဘယ်နှကြိမ်ရှ िख ိုးရမယ်လို့မဟောနော်ရှ िख ိုးခြင်းကြောင့်ကုသိုလ်ရတယ်မှန်တယ်ရှ िख ိုးရင်ကုသိုလ်ရမယ်ဘာကြောင့်ကုသိုလ်ရတာတုံးလို့ဆိုအလွန်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တယောက်ပုဂ္ဂိုလ်တစ်ပါးကိုဒီကာရဝမေတ္တာနဲ့တယုတတိတလေးတစားလေးစားပူဇော်တယ်ပန်းနဲ့ပူဇော်တယ်စီမီနဲ့ပူဇော်တယ်ကျန်တယ်ကုသိုလ်မရအောင်လားရအဲ့ဒီကုသိုလ်တွေတဲ့တန်မိုးရှိတဲ့ကုသိုလ်တွေရှိသေးတယ်ဆိုလိုတာကအဲ့ဒါအခြေခံတာမန်မြတာဖြစ်တယ်ပေါ့ဘုရားရှိခိုးတဲ့ကုသိုလ်ဟာအန္တရာယ်ကင်းတယ်ကျမ်းမာစေတဲ့ဒါရတယ်သို့တော့မြတ်စွာဘုရားကြိုက်တဲ့အကောင်းဆုံးကုသိုလ်လားလို့ဆိုမဟုတ်ဘူးအကောင်းဆုံးကုသိုလ်ကတော့ဘာတော့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်ခြင်းသာဖြစ်တယ်နော်အဲ့ဒါမှအကောင်းဆုံးကုသိုလ်ဖြစ်တယ်ဆိုလိုတာကအလုတ်ဆိုတာအစင့်စင့်လောက်ရမှာပညာသင်တဲ့အခါမှာလည်းအစင့်စင့်ပညာသင်ရတယ်အခြေခံအဆင့်သင်တယ်အခြေခံဆင့်ပြီးမှအလယ်တန်းဆင့်အလယ်တန်းဆင့်ပြီးတော့မှထက်တန်းဆင့်ထက်တန်းဆင့်ပြီးတော့မှအစစ်မြင့်တဲ့ပညာရည်ဒီလိုဒါမှဘုရားရှိခိုးတာတို့ရေချမ်းပန်းစီမီလှူဒန်းတာတို့ဆိုတာအခြေခံအဆင့်ဆိုတဲ့သဘောရောက်တယ်ပေါ့အဲ့ဒီကုသိုလ်ဟာလေကုသိုလ်ပါပဲကုသိုလ်ရတယ်သို့တော့အဲ့ဒီတဲ့တန်ဖိုးကြီးတဲ့ကုသိုလ်ကဘာလဲခေါနသီလဆောင်ထိန်တာတို့ကပ္ပဋ္ဌာန်းတရားကျိုးဝါအထောက်တာကပ္ပဋ္ဌာန်းထဲမှာဝိပဿနာတရားကျိုးဝါအထောက်တာဘာကြောင့်ဒီလိုပြောရသလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားပြိဋိဘသံဃာနီးမှာမြတ်စွာဘုရားကိုနောက်ဆုံးအနေနဲ့ကောင်းကင်ယံကနတ်တွေကလည်းဒုရိယာတွေတိမှုတ်ပြီးတော့ပူဇော်ကြတယ်ကောင်းကင်ယံကနတ်ပန်းတွေကျဲချပြီးတော့ပူဇော်ကြတယ်မြတ်စွာဘုရားပြိဋိဘမဆန်သေးဘူးညောင်ဆောင်ပေါ်မှာလဲလျောင်းနေတဲ့အချိန်လူတွေကလည်းပူဇော်ကြတယ်အားလုံးဟာမြတ်စွာဘုရားဒီနောက်ဆုံးအချိန်လျောင်းဆက်နေတဲ့အချိန်မှာပူဇော်နေကြတာမြတ်စွာဘုရားရှင်အနန္ဒာကိုမိတ်တယ်အာနန္ဒာငါ့ကိုပန်းရေချမ်းနေနဲ့အခုလိုတူရိယာတွေနဲ့ပန်းနေနဲ့ပူဇော်ရဟာအကောင်းဆုံးပူဇော်မှုမဖြစ်ဘူးတဲ့အကောင်းဆုံးပူဇော်မှုကတော့ငါဆုံးမထားတဲ့တရားအတိုင်းလိုက်နာကျင့်သုံးခြင်းသာလဲအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့ဒီလိုဟောတာသိချင်းမဟာပရိနိဗ္ဗာန်တုတ်ဖတ်ကြည့်နော်မဟာပရိနိဗ္ဗာန်တုတ်ဒီတိုင်းမြတ်စွာဘုရားဆုံးမတာအဲ့ဒါကိုမမေ့ဖို့လိုတယ်ပေါ့အခြေခံအဆင့်ကမတက်ဘူးဆိုရင်ကိုယ့်ရဲ့တမိုးကတက်လာမှာမဟုတ်ဘူးမူလတန်းနဲ့ပဲကျင့်တတ်မှာလားအလယ်တန်းတို့ထက်တန်းတို့တက္ကသိုလ်ဘွဲတို့ထီအောင်မတက်နိုင်ဘူးလားကြိုးစားမှာဒီလိုဆိုလို့တယ်နော်အဲ့ဒါကြောင့်ကြိုးစားအထုတ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တာကိုမြတ်စွာဘုရားအကောင်းဆုံးဒါမှမဟုတ်အထက်ကရာဆရာကြီးတဲ့ပြောတဲ့သမ္မာပฏิပတ်တိအနုတ္တရာပူဇာမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းတရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဟာအကောင်းဆုံးပူဇော်ခြင်းပဲလို့ဒီလိုဟောဆိုခဲ့တာဒါကြောင့်လူတွေဟာဘုရားပန်းရေချမ်းနဲ့လှူဒန်းနေတော့လဲအချို့ပုဂ္ဂိုလ်တွေဟာဒီကာယကံထိမ့်သိမ့်မှုဝစီကံထိမ့်သိမ့်မှုအားနေကြတယ်ကိုချင်းသီလဘက်မှာအားနေကြတယ်ဒါတွေကချွတ်ရင်ချက်တစ်ခုဖြစ်လာတယ်ပေါ့ကိုချင်းသီလဘက်မှာအားကောင်းရင်တော့ပြောစရာမရှိဘူးကိုချင်းသီလဘက်မှာအရေးကြီးတဲ့ဟာတစ်ခုကိုချင်းသီလအားကောင်းရမယ်
သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဤတတ်နိုင်သမျှကြိုးစားအားထုတ်ရမယ်အဲ့ဒါမှမြတ်စွာဘုရားအဆုံးအမတိုင်းလိုက်နာကျင့်သုံးရရောက်တယ်လို့အဲ့ဒါလို့ဘုရားဘာသာမှာအခြေခံကနေစပြီးတော့စိတ်ပိုင်းဆိုင်ရာကိုယ်စိတ်ထဲမှာအညစ်အကြေးတွေဖယ်ရှားပြရဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုသိအောင်လုပ်အောင်စိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့အထဲမှာအဘိဓမ္မာကျမ်းဂန်အရာပြောရမယ်ဆိုလို့ရှိရင်လောဘဆိုတာစိတ်ရဲ့အညစ်အကြေးပဲဒေါသဆိုတာစိတ်ရဲ့အညစ်အကြေးမောဟဆိုတာစိတ်ရဲ့အညစ်အကြေးစိတ်ထဲမှာနှစ်သက်စရာအာယုန်တွေးလို့လောဘတွေဖြစ်တယ်လောဘကိုမထိန်ချုပ်ဘူးဆိုရင်စိတ်ရဲ့အညစ်အကြေးကိုတိုးပေါင်းအောင်လုပ်ထားတယ်တူတူပဲလက်ခံတာနဲ့တူတူပဲစိတ်တူတတ်တယ်ဒေါသထွက်တတ်တယ်ဒေါသကိုမထိန်ချုပ်ဘူးဖယ်ရှားဖို့မကြိုးစားဘူးဆိုရင်လေဒါစိတ်အညစ်အကြေးကိုလက်ခံထားတာ